လောကဒန်ကိုခါစည်းခံရတဲ့သူဖြစ်လို့အလှပမမတ်တော့ပဲသပင်တူညက်ကတစ်တကားဆရာတော်ကိုစွန့်ကက်ရှာတဲ့ဖွေးဖွေးပရိသတ်များအလုံးမဲမိဂလာပါရှင်အခုချိန်မှာပရိသတ်တွေတနာကယူနာတက်ချင်းခံနေရတာကတော့ပရိသတ်တွေရဲ့ချစ်တော်မင်းသမီးဖွေးဖွေးပါအထူးသဖြင့်တော့အခုဆိုရင်ဖွေးဖွေးဟာသပင်နဲ့ညက်လိုက်ကမောင်ဖြစ်သူရဲ့ရက်လည်မှာစွန့်ကက်နေလို့ပရိသတ်တွေကတနာကြတာဖြစ်ပါတယ်အနုပညာလောကမှာတော့ဖွေးဖွေးကချစ်စရာအကောင်းဆုံးနဲ့ပွပွင့်လင်းလေးနေတတ်တဲ့မင်းသမီးလေးတစ်လက်ပါတခြားသောမင်းသမီးတွေဆိုရင်ကိုကနာမည်ကြီးနိုင်ငံကျော်ရုပ်ရှင်မင်းသမီးဖြစ်လို့ပဲများတာတွေမာနာကြီးတာတွေခြေတာတွေရှိတတ်ပါတယ်။ဒါပေမဲ့လည်းဖွေးဖွေးကတော့ဒီလိုမဟုတ်ပါဘူး။ဖွေးဖွေးဟာမာနာတွေခြေတာတွေမရှိဘဲအရှိကိုအရှိတိုင်းကိုဖြစ်ချင်တယ်လို့ဘဝကိုပေါ့ပေါ့ပါပါဖြတ်တန်းတတ်တဲ့သူလေးပါ။ဒါကြောင့်လည်းဖွေးဖွေးကိုအားလုံးကချစ်ခင်အားပေးကြပါတယ်။ဒါပေမဲ့လည်းဖွေးဖွေးနဲ့ပတ်သက်ပြီးတော့ကန်တရားကမျက်နှာသာမပေးဘူးလို့ဆိုရမှာပါ။ဖွေးဖွေးမှာအဖေအမေအပြင်မောင်လေးနဲ့အတူမိသားစုဝင်၄ယောက်နဲ့ပျော်ပျော်ရွှင်ရွှင်ရှိခဲ့ပါတယ်။ဒါပေမဲ့လည်းဒီဘက်နောက်ပိုင်းမှာတော့ဖွေးဖွေးအတွက်စိတ်မကောင်းစရာတွေပဲကြုံတွေ့နေရတာပါ။ဖွေးဖွေးဟာ2021ခုနှစ်မှာနိုင်ငံရေးဖြစ်စဉ်ကြောင့်ပုံမှန်905ကကြီးအထုတ်ခံရပြီးတော့ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဒီလိုချိန်မှာ COVID-19 ရောဂါကြောင့်ဖွေးဖွေးရဲ့ဖခင်ကြီးကွယ်လွန်ဆုံးပါသွားခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းဖွေးဖွေးမှာဖခင်နာရေးတောင်မလာနိုင်မင်းနဲ့အဝေးကနေကြောခဲ့ရတာပါ။ဒီလိုစိတ်မကောင်းစရာအဖြစ်အပျက်တွေကြောင့်လည်းဖွေးဖွေးဟာအနုပညာလောကနဲ့အဆက်အသွယ်ဖြတ်ပြီးတော့စိတ်ကိုမနှဲပြင်ဆင်ကုသခဲ့ရတာဖြစ်ပါတယ်။ဖွေးဖွေးကတော့မနစ်ကမှရုပ်ရှင်လောကတွေကိုစိတ်ကိုပြင်ဆင်ပြီးတော့ဝင်ရောက်လာခဲ့ရပါ။ဒါပေမဲ့လည်းအခုတော့အားလုံးသိကြတဲ့အတိုင်းဖွေးဖွေးကသူမရဲ့မောင်လေးကိုဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ဖွေးဖွေးရဲ့မောင်လေးကဖွေးဖွေးနဲ့မိခင်ကြီးတို့ဒီနှစ်အကယ်ဒမီပွဲတက်နေချိန်နှလုံးရောဂါကြောင့်ကွယ်လွန်ဆုံးပါသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအားလုံးကဖွေးဖွေးအတွက်စိတ်မကောင်းဖြစ်ကြတာပါ။ဒါပေမဲ့လည်းဖွေးဖွေးဟာတဦးတည်းတော့ကြံတော့တဲ့မိခင်ကြီးအတွက်ဘေးနားမှာမမမရက်တည်ပြီးတော့သမီးတစ်ယောက်အမတစ်ယောက်ရဲ့တာဝန်တွေကိုကြေပွန်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ဖွေးဖွေးဟာမောင်လေးရဲ့ရက်လင်မှာနာမည်ကျော်တစ်တကားဆရာတော်ကိုစွန့်ကပ်လူဒန်းခဲ့ပါတယ်။ဒီလိုချိန်မှာဖွေးဖွေးကသပင်အတူတူနဲ့ညှက်ထားတာကြောင့်ပရိသတ်တွေအထူးသဖြင့်ဖွေးဖွေးရဲ့ပရိသတ်တွေကစိတ်မကောင်းဖြစ်ကြပါတယ်။ဖွေးဖွေးတယောက်အမှန်တကယ်လဲဝန်နဲ့ခံစားနေရမှာအသေးချပါပဲလောကဒန်ရဲ့ရိုက်ခတ်မှုတန်ကိုဇက်တိုက်ဆိုသလိုခံစားနေရတဲ့ဖွေးဖွေးအတွက်တော့အခုချိန်မှာအပြင်ပန်းအလှပတွေထက်စိတ်ဝိညာဉ်ရဲ့ငြိမ်းချမ်းမှုတွေကသာပုံမပြီးတော့အရေးကြီးနေပုံရပါတယ်သူမရဲ့သပင်တူတူလေးဟာဆုံးရှုံးမှုတွေနဲ့ပူဆွေးမှုတွေကြားကနေဘဝကိုအတိတ်ကပြန်စားဖို့အတွက်စူးစမ်းနေတဲ့သင်္ကေတတစ်ခုလိုဖြစ်နေပါတယ်ပရိသတ်တွေကတော့ဖွေးစိန်လေးရဲ့လှပတဲ့ဆန်ရွယ်ရှည်တွေကိုနှမျောတသဖြစ်နေကြပါမယ်။သူမရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုတော့ပို့ပြီးတော့လေးစားနေကြပါတယ်။တစ်ချိန်ကရွှေရောင်လွှမ်းခဲ့တဲ့အနုပညာရှင်တယောက်ရဲ့ဘဝကအခုလိုမျိုးကံကြမ္မာရဲ့ရက်စက်မှုတွေကိုခံလိုက်ရတာကဘဝရဲ့အနိစ္စသဘောကိုမိမောင်းထိုးပြနေတယ်လို့ပါပဲ။မိခင်ကြီးကိုပြုစုဆောင်ရှောက်ရင်းနဲ့မောင်လေးအတွက်ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပေးနေတဲ့ဖွေးဖွေးရဲ့ပုံရိပ်ကကြည်ရတဲ့သူတိုင်းကိုမျက်ရည်ဝေးစေပါတယ်။အနုပညာရှင်တယောက်အနေနဲ့ဒါမှကလူသားတယောက်အနေနဲ့ပါသူမရဲ့ခန္ဓာရည်ရှိမှုတွေကိုအားလုံးကအတိမတ်ပြုနေကြတာပါဒီလိုမျိုးခါးသီးတဲ့အတွေ့အကြုံတွေကဖွေးဖွေးကိုပို့ပြီးတော့ရင်ကျက်တဲ့အမျိုးသမီးတယောက်ဖြစ်လာစေမှာအမှန်ပါပဲပရိသတ်တွေအနေနဲ့လည်းဖွေးဖွေးတယောက်ဒီတော့ကလှိုင်းတွေကိုကြော်ဖြတ်ပြီးတော့အရင်လိုပဲအပြုံးချွတ်ချွတ်လေးတွေနဲ့အနုပညာလောကတွေကိုပြန်လည်အခြေချနိုင်ပါစေလို့ဆုတောင်းပေးနေကြပါတယ်ကျေးဇူးပေးရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်